ရဲတော်ကြနေပြီဖြစ်ပေမဲ့အခုတော့အဲ့ဒီပုံတွေကမေးမေးလာခဲ့ပါတယ်ဟာရာမကမီနာတိုရဲ့စွမ်းအားကိုအောင်းနေတော့တခြားအိတ်ဇောစစ်တယောက်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်သူပြေးသွားကြည့်ရတဲ့အခါမှာတော့လူတယောက်ကနေရာမှာကပ်ပြီးတော့ကြောက်စရာကောင်းတဲ့ဝိညာဉ်နဂါးကြီးသူ့ကိုတိုက်ခိုက်ဖို့ပြင်နေခဲ့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူကသူ့ဘော်ဖြစ်သူအမျိုးသမီးကိုကူညီဖို့အော်ပြောနေခဲ့ပေမဲ့အဲ့ဒီအမျိုးသမီးကတော့ကြောက်လွန်းလို့မလုပ်ပဲဖြစ်နေခဲ့ပါတယ်ဝိညာဉ်ကြီးကတိုက်ခိုက်တော့မဲ့အချိန်မှာပဲဟာရာမကမီနာတိုရဲ့လက်ဖွဲ့ကိုတုံးပြီးဝိညာဉ်ကြီးကိုနှိမ်နင်းလိုက်ပါတယ်အာဂီဂျိုလို့ခေါ်တဲ့အဲ့ဒီလူကဒါကိုတတိထားမိသွားခဲ့ပြီးအလုပ်ပြီးရဲ့နောက်မှာတော့သူ့ဘော်ဟာရာမရဲ့ဈေးဝယ်စီးနေအကြောင်းအကောပြပြဖို့ချင်းချောင်းမေးမြန်းလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကဟာရာမကဒီဆော်ရက်တွေကိုတစုံတယောက်စီကနေရထားရပဲလို့သိရဲ့အကြောင်းပြန်ဖြေတဲ့အခါအာဂီဂျိုကသူ့မကိုအသုံးမကျအောင်လို့ဆက်ဆုပ်လိုက်ပါတယ်ဒါနဲ့အဲ့ဒီအမျိုးသမီးကလည်းအာဂီဂျိုကိုရှင်ဟာရာမတက်ညံ့နေလို့မနာလို့ဖြစ်နေလားလို့ပြန်ပြောပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်တယောက်တည်းကြံခဲ့တဲ့အာဂီဂျိုကတော့ဟာရာမကိုဘယ်တော့မှမရှုံးစေအောင်လို့ကြုံဝါနေခဲ့ရပါတယ်မီနာတိုရဲ့အိမ်မှာတော့မိုးရီရွာပြီးသွားတဲ့နောက်မှာသူ့ရဲ့ခြံဝင်းကြီးကမိုးရီဆိုတာမျိုးမရှိပဲပုံမှန်တိုင်းဖြစ်နေကြတာကိုတွေ့လိုက်ရပါတယ်။ရှာမကဒီချန်ကအခုဆိုရင်တန်းစင်နေနေပြီဖြစ်သွားပြီမို့လို့တဘာဝဘေးရနေတွေကနေမထီးခိုင်းနိုင်တော့လို့ရှင်းပြလိုက်ပါတယ်။မီနာတိုကအောင်းနေတော့မှပဲရိုင်းကီကခြံထဲကအပင်ပေါက်လေးတစ်ခုကိုစိုက်ကြည့်နေကြတာကိုမြင်သွားခဲ့ပါတယ်။အဲဒီအပင်ကတော့မနေ့ကသူ့စိုက်ပျိုးခဲ့တဲ့မျိုးစေ့ကနေအခုဆိုအတော်လေးကြီးထွားလာခဲ့တဲ့အပင်လေးပဲဖြစ်ပါတယ်။ဟာရာမကဒီအပင်ဟာကန်ဖာအပင်ဖြစ်တဲ့အကြောင်းဂျပန်လိုကူဆိုနိုကီလို့ခေါ်ပြီးတော့မီနာတိုရဲ့မျိုးရိုးနာမည်နဲ့လည်းတက်ဆိုင်နေတဲ့အကြောင်းပြပြလိုက်ပါတယ်။ဒါဒီနယ်မြေရဲ့မြင့်မြတ်တဲ့ပင်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။မီနာတိုကတော့အသေးစိတ်တွေကိုနားမလဲပေမဲ့အပင်ဆိုတာရေနဲ့အာဟာရလိုအပ်တဲ့ဆိုတဲ့အသီးနဲ့မိုးရဘီကစားကိုတော့ရေလောင်းပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့မီနာတိုရဲ့မိကပစ္စည်းတချို့ပို့ပေးလိုက်ရအဲ့ဒီထဲမှာတောင်တဲ့ချက်ကင်လေးပါလာခဲ့တာကိုယာမတွေ့သွားခဲ့ပါတယ်။မီနာတိုကယာမရဲ့တောင်ပေါ်တက်ပြီးတော့ယာမအတွက်ရည်ရွယ်ထားတဲ့နှက်ကွန်းမှာဂါရပြုတ်ကျင်တယ်လို့ပြောလိုက်ပါတယ်။တောင်တက်ရတာမလွယ်ဘူးလို့ယာမကတတိပေးနေခဲ့ပေမဲ့မီနာတိုကတော့ပစ္စည်းတွေအကုန်အစုံနဲ့ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ယာမကလည်းအရင်တော့လူတွေအမြဲလာလေတက်ပေမဲ့အခုတော့ဘယ်သူမှမလာကြတော့တာကိုတွေးပြီးတော့လမ်းဆွတ်သွားခဲ့ရပါတယ်။ဒါကြောင့်မီနာတိုကိုလမ်းပြပေးဖို့သူ့ရဲ့နောက်လိုက်လေးတွေကိုခံလိုက်ပါတယ်။နောက်တစ်နေ့မှာတော့မီနာတိုဟာတောင်တက်ခဲ့ရယာမပြောသလိုပဲအတော်လေးပြင်ပန်းခဲ့ပါတယ်။နောက်လိုက်လေးတွေကနောက်ကနေမြစ်တီကိုဖြတ်ဂူဒီကိုကြော်ဖြတ်ပြီးရဲ့နောက်မှာတော့တစ်သားနှက်ကုန်းလေးစီကိုရောက်သွားခဲ့ကြပါတယ်။မီနာတိုကချက်ချင်းပဲနှက်ကုန်းကိုတန်ရှင်းလုပ်ပေးလိုက်ပါတယ်။အလုပ်ပြီးသွားတဲ့အခါသူတို့တွေအထူးထူးမုံစားနေတော့ကြောက်စရာကောင်းတဲ့အော်တန်ကြီးကိုကြားလိုက်ရပါတယ်။နောက်လိုက်လေးတွေကအတန်လိုက်ရစီကိုအမြန်ပြန်သွားခဲ့ကြပြီးမီနာတိုလည်းသူတို့နောက်ကနေလိုက်သွားခဲ့ပါတယ်။အဲဒီမှာတော့အနက်ရောက်မြူကိုတွေကနေဖြစ်ပေါ်လာတဲ့အကောင်းတဲ့ဝိညာဉ်စိုးကိုတွေ့လိုက်ရပါတယ်။ဝိညာဉ်စိုးကနောက်လိုက်ကောင်လေးတစ်ကောင်တက်ခတ်လိုက်တာကြောင့်မီနာတိုကအမြန်ဖမ်းပွေလိုက်ရပါတယ်။မီနာတိုကဝိညာဉ်စိုးကြီးကိုမြင်လိုက်ရတဲ့အတွက်လန့်သွားခဲ့ပြီးနောက်လိုက်လေးတွေကဒီတဝိုက်မှာမကောင်းစွာစွမ်းရည်နေပြင်းနေနေတာမမြင်ဘူးလားလို့မေးကြပါတယ်။မီနာတိုကတော့ငါအကောင်းမြင်သမားဆိုတော့ကောင်းတာတွေပဲမြင်ရတာအခုဒီဝိညာဉ်စိုးငါမြင်ရတဲ့ဆိုကြတဲ့ကသူတော်တော်လေးအားကောင်းနေလို့ဖြစ်ရမယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်လိုက်လေးတွေကစိတ်ပြတ်သွားခဲ့ကြပြီးဝိညာဉ်စိုးနေနေမှုအတွက်မီနာတိုစီမှာမတ်ဆုစာကိုပါမေးခဲ့ကြပါတယ်။မီနာတိုကလည်းချက်ချင်းပဲမတ်ဆုစာအုပ်ထဲမှာတခုကိုရေးလိုက်ပြီးတော့ဝိညာဉ်စိုးကြီးစီကိုတတိထားပြီးတော့တဖြည်းဖြည်းချင်းချက်ကပ်သွားခဲ့ပါတယ်။ဒါပေမဲ့မီနာတိုထိတ်တိုက်ရင်ဆိုင်မှုအရင်ကြောက်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုသူကအကြံတစ်ခုရှာသွားခဲ့ပြီးသူ့ရဲ့မတ်ဆုစာအုပ်ထဲကစာရွက်တွေကိုစုပ်ပြဲကလေထဲကိုပြန်ဝင်အောင်ပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖူဂျင်စီကရထားတဲ့စွားကိုအသုံးပြုပြီးတော့အဲဒီစာရွက်တွေကိုဝိညာဉ်စိုးစီလွှတ်ဆွံသွားအောင်လုပ်လိုက်ပါတယ်။အဲဒီစာရွက်တွေကတရက်ကဝိညာဉ်စိုးကိုထိမှန်သွားနေတယ်ဝိညာဉ်စိုးကိုတန်းစင်ပေးဖို့နဲ့အဖမ်းခံတရတဲ့နှစ်ဖျားကိုလွတ်မြောက်စေဖို့လွန်လောက်သွားခဲ့ပါတယ်။ရွှေရောင်ဘောလုံးလေးတစ်ခုမိမမောက်ကျလာခဲ့ပြီးတော့မီနာတိုလည်းဘာမှန်းသိချာမသိပဲထူးဆန်းတဲ့သတ္တဝါလေးတွေပြောင်းလဲသွားခဲ့ပါတယ်။သူကအဲ့ဒီတန်တိုင်းလာသတ္တဝါလေးစီကိုချင်းကပ်သွားခဲ့ပြီးအစင်ပြေလားလို့မေးလိုက်ပေမဲ့သတ္တဝါလေးကအရင်ရှက်တတ်တာကြောင့်ရေတကွန်တစ်ခုကိုချက်ချင်းကြော်တက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။မီနာတိုကတော့ဒုက္ခရောက်နေသူကိုကူညီနိုင်ခဲ့လို့ဝမ်းသာအားရနဲ့အိမ်ပြန်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ယာမကသူ့ရဲ့နှက်ကိုတန်ရှည်လုပ်ပေးခဲ့တဲ့အတွက်မီနာတိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။မီနာတိုကလည်းဒါကကိစ္စအကြီးကျယ်မဟုတ်ပါဘူးလို့ပြန်ဖြေရင်တော်ထဲမှာသူ့ခဲ့တဲ့ဝင်းညင်လေးအကြောင်းမေးမြန်းလိုက်ပါတယ်။ယာမကတော့မကြခင်မှာအဲ့ဒီအကြောင်းလေးသိလာလိမ့်မယ်လို့ပဲပြောလိုက်ပါတယ်။အဲဒီနောက်မီနာတိုဟာလွန်ခဲ့တဲ့ရက်ပိုင်းကအရှိန်ဟုန်နဲ့ကြီးထွားလာခဲ့ပြီးအခုတော့ကြီးထွားမှုရပ်တန့်နေပုံရတဲ့ကန်ဖာပင်လေးကိုတတိပြုမိသွားခဲ့ပါတယ်။ယာမရဲ့နောက်လိုက်လေးတွေကတော့မြင့်မြတ်တဲ့အပင်တွေကတာမန်အပင်တွေနဲ့ကြီးထွားပုံမတူတာကြောင့်စိတ်မပူပါနဲ့လို့ပြောခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲရိုင်းကီကသူ့နာကိုရောက်လာခဲ့ပါတယ်။မီနာတိုကလေစကားကိုနားမလဲတာကြောင့်ယာမကိုကူညီတောင်းခဲ့ရကယာမကမင်းစီမှာဧည့်သည်တယောက်ရောက်နေရလို့ပြောလိုက်ပါတယ်။မီနာတိုချမ်းချစ်တကားဝါကိုတွားကြည့်တဲ့ခါမှာတော့သူ့ရှိမှနဂါးကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။သူကြောက်လန့်သွားခဲ့ပေမဲ့အဲ့ဒီနဂါးလေးကအတော်လေးရင်ကျေးပုံရတာကြောင့်အိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီနဂါးကတော့ရိုက်ကီလိုပဲတက်စင်တဲ့တတော်လေးမျိုးတွေကတခုဖြစ်တဲ့အိုရူပဲဖြစ်ပါတယ်။မီနာတိုအံ့ဩနေတော့မှပဲအိုရူကကန်ဖာပင်လေးစီကိုပြန်သွားခဲ့ပြီးကျင်းလောင်စွာဟိန်းလိုက်ရာကနေကြီးနေရဲ့ကောင်းကင်မှာတိမ်တွေရုပ်တဲ့အော်ဆန်းလာခဲ့ပြီးမိုးတွေရွာချခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲကန်ဖာပင်လေးကအပင်ကြီးတစ်ပင်ဖြစ်နေပြောင်းလဲသွားခဲ့ရပါတယ်။မီနာတိုလည်းအဲ့ဒါကိုကြည့်ပြီးတော့မင်းသက်နေတော့မှပဲအိုရူကသူ့လည်းပဲဒီရေကန်မှာနေလို့ရမလားလို့မေးလိုက်ပါတယ်။
ရိုင်ကီကလည်းအဖော်ရတော့သဘောတူတာကြောင့်မီနာတိုကလက်ခံလိုက်ပြီးနဂါးကြီးကိုနိုင်ငံခြားဖြစ်ဝိုင်ကောင်းဆိုင်နဲ့အခန့်လိုက်ပါတယ်သူတို့တွေပျော်ပါနေတော့မှယာမကအဖြစ်မှန်ကိုပြပြလိုက်ပါတယ်တကယ်တော့ရိုင်ကီဟာဝင်းညင်ဆိုရဲ့ပူးကတ်ကြီးကိုခံထားတာဖြစ်ပြီးတော့ဟာရာမကမီနာတိုဆွဲပေးလိုက်တဲ့ကျေပုံစွာနဲ့သူ့ကိုလွတ်မြောက်အောင်ကဲတင်ပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်ရိုင်ကီကမီနာတိုကိုကျေးဇူးလာဆက်တာဖြစ်ပါတယ်အဲဒီအချိန်မှာပဲလူခေါ်ခေါ်လုံးတန်မြည်လာခဲ့ပြီးကြီးလိုက်တဲ့အခါလက်ဖက်စာရွက်တွေထပ်မံလာယူတဲ့ဟာရာမဖြစ်နေခဲ့ပါတယ်မီနာတိုကမတ်ဆုစာတွေကိုပေးလိုက်ပြီးတော့ဟာရာမလာတိုင်းဈေးကြီးပေးရတဲ့မုံတွေကိုယူလာပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်မီနာတိုကကျွန်တော်ဆွဲပေးတဲ့ကျေပုံလေးကအလုပ်ဖြစ်လာလို့မေးတဲ့အခါမှာတော့ဟာရာမအရန်ကိုထိရောက်တယ်ဒါပေမဲ့နောက်တစ်ခါကြာရင်တော့တခြားပုံစံလေးပြောင်းဆွဲပေးပါတခြားမိသားစုတစ်ခုကအဲ့ဒီကျေပုံစံကိုမူပိုင်ခင်တောင်းထားလို့ပြောလိုက်ပါတယ်ဒါနဲ့မီနာတိုကဟာရာမရဲ့လက်ပေါ်မှာဇရာခွက်ပုံစံလေးတစ်ခုဆွဲပေးလိုက်ပါတယ်ဟာရာမကသူ့ရဲ့အဖွဲ့အစည်းစီကိုပြန်သွားခဲ့ပြီးသူယုံကြည်ရတဲ့အဖွဲ့သားတစ်ယောက်ဖြစ်တဲ့အဖိုးကြီးနဲ့စကားပြောခဲ့ပါတယ်အဖိုးကြီးကမီနာတိုရဲ့စွမ်းအားဟာတကယ်ကိုအံ့ဩစရာကောင်းပေမဲ့အရက်သားတစ်ယောက်ကိုအန်ရမဖြစ်စေဖို့ဒါကိုလွတ်ဝတ်ထားမယ်လို့သတိပေးလိုက်ပါတယ်ဒါပေမဲ့အာဂီဂျူကတော့လှုပ်ရှားမှုတွေစတင်နေခဲ့ပြီဖြစ်ပါတယ်သူကဈေးထဲမှာမီနာတိုနဲ့တိုင်းမိသလိုလုပ်ပြီးမီနာတိုနောက်ကနေခြေရခံနိုင်မှုအတွက်လက်ဖက်စာရည်လေးတစ်ရက်ကိုမီနာတိုရဲ့ကြောမှာလာကတ်သွားခဲ့ပါတယ်ရန်နေငယ်ကြတဲ့အခါမှာတော့မီနာတိုကလက်ရှိသူ့ရဲ့အဓိကဝင်ငွေအရင်းမြစ်ဖြစ်တဲ့မတ်ဆုစာအုပ်တွေကိုရေးနေခဲ့ပါတယ်သူကဘောပိန်မျိုးမျိုးစမ်းသုံးကြည့်ရမှာစောက်တံပုံစံဘောပိန်တွေကသူ့လက်နဲ့အကိုင်းကြီးဆုံးဖြစ်နေကြတာကိုတွေ့လဲရပါတယ်တစ်ဖက်မှာလည်းဂျာမာကမီနာတိုကိုရောအိမ်ပြဘက်မှာပြန်ဝဲနေတဲ့စက်ကူရုပ်လေးတွေရောတတိနဲ့စောင့်ကြည့်နေခဲ့ပါတယ်